ဒီနေ့ဟာဆိုဝါတဲ့လက်ထက်မှာဒုတိယအကြိမ်ကျင်းပခဲ့တဲ့ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ခုလိုပြည်တွင်းပြည်ပသတင်းမီဒီယာတွေအားလုံးတက်ရောက်ခွင့်ရခဲ့တဲ့ကမ္ဘာအစာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားကိုပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တက်ရောက်ခဲ့ပြီးတော့မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးဟာမြန်မာနိုင်ငံဟာဒီမိုကရေစီနိုင်ငံအဖြစ်ထူထောင်နေချိန်မှာဒီမိုကရေစီတိုင်းပြည်တို့ရဲ့စံနှုန်းတစ်ခုဖြစ်တဲ့သတင်းလွတ်လပ်ခွင့်စံနှုန်းကိုလည်းနိုင်ငံတကာစံနှုန်းနဲ့အညီရှေ့ဆက်သွားနိုင်ရေးအတွက်ကြိုးပမ်းနေပြီဖြစ်ကြောင်းမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။အစိုးရသစ်လက်ထက်မှာတော့စာပေစီစီရေးလိုသတင်းမီဒီယာတွေကိုထိန်းချုပ်ထားတဲ့အဖွဲ့အစည်းတွေကိုလည်းပယ်ဖျက်ပေးတဲ့အပြင်ပုဂ္ဂလိကသတင်းစာတွေကိုလည်းထုတ်ဝေခွင့်ပြုခဲ့တဲ့အတွက်သတင်းလွတ်လပ်ခွင့်ဟာအတိုင်းအတာတစ်ခုထိခီးပေါက်နေပြီဖြစ်တယ်လို့ပြောဆိုမှုတွေလည်းရှိလာခဲ့ပါတယ်။အခမ်းအနားကိုတက်ရောက်လာခဲ့တဲ့သတင်းဆောင်ဆရာ NLD ပါတီနာယကတဦးဖြစ်တဲ့ဆရာဦးဝင်းတင်ကလည်းသတင်းလွတ်လပ်ခွင့်ဟာပြည်သူလူထုအတွက်အရေးကြီးလာတဲ့အတွက်သတင်းလွတ်လပ်ခွင့်အတွက်ဆက်လက်တိုက်ပွဲဝင်သင့်တယ်လို့မိန့်ခွန်းထဲမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ခုလိုကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကျင်းပခဲ့ရတဲ့အပေါ်မှာမြန်မာပြည်ရဲ့သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ UNESCO ကမြန်မာမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဒီဇိုင်းမမတ်ကူညီလုပ်ကိုင်ပေးခဲ့သူကလည်းခုလိုသုံးသပ်ပြောဆိုပါတယ်ခုလိုကျင်းပခွင့်ရတာဝမ်းသာစရာပါဒီမိုကရေစီနိုင်ငံဖြစ်ထူထောင်နေတဲ့မြန်မာနိုင်ငံအတွက်ရှေ့ဆက်ပြီးတော့လဲသတင်းလွတ်လပ်ခွင့်ဟာနိုင်ငံတကာစံချိန်စံညွှန်းမိတဲ့အတိုင်းအတာအထိရောက်လာလိမ့်မယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ပါတယ်အသွင်ကူးပြောင်းနေတဲ့ကာလတစ်ခုဖြစ်တဲ့အတွက်အစိုးရဘိုင်းမှာရောမီဒီယာဘိုင်းမှာပါစိန်ခေါ်မှုတွေရှိနေနိုင်ပါတယ်ဒါတွေကိုကြော်ဖြတ်သွားနိုင်မယ်လို့ယုံကြည်ပါတယ်လက်ရှိမီဒီယာလွတ်လပ်ခွင့်ဟာအတိုင်းအတာတစ်ခုထိရောက်ရှိလာခဲ့တဲ့အခြေအနေကနေရှေ့ဆက်သွားနိုင်ဖို့အတွက်သတင်းမီဒီယာသမားတွေကိုဥပဒေအရအကာအကွယ်ပေးမှုတွေလည်းလိုအပ်နေသေးတယ်လို့ DVB ကဒါရိုက်တာချုပ်ဦးခင်မောင်ဝင်းကခုလိုသုံးသပ်ပြောဆိုပါတယ်ဥပဒေအကာအကွယ်ကတော့ကျွန်တော်အများကြီးလိုလိမ့်မယ်ကျွန်တော်ယူဆတယ်အခုဒီဟိုတလောကပြန်ကြားဝန်ကြီးဌာနတင်ပြလိုက်တယ်ဒီပုံနှိပ်ဥပဒေကတော့ဒီဆွေးနွေးစရာအများရှိရဆိုတာကျွန်တော်လည်းအားလုံးသိနေကြတာပဲလေဆိုတော့အဲ့ဒါပြင်ကိုတခြားဥပဒေလည်းကျွန်တော်တို့ကဒီမီဒီယာလွတ်လပ်ခွင့်ကိုအာမခံပေးနိုင်ဖို့လိုအပ်တယ်သတင်းသမားတွေအနေနဲ့ဥပဒေတွေကလွတ်လပ်စွာပြောဆိုခွင့်ကိုထိပါနိုင်တဲ့ဥပဒေတွေအပြင်သတင်းသမားတွေကိုအကာအကွယ်ပြုနိုင်ရေးကိုထိပါနေတဲ့ဥပဒေတွေကိုလည်းပြင်ဆင်နိုင်ရေးအတွက်ကြိုးပမ်းဖို့လိုအပ်နေသေးတယ်လို့သတင်းမီဒီယာသမားတွေကပြောဆိုကြပါတယ်။ရန်ကုန်မီဒီယာ group က CEO သတင်းဆောင်ဆရာဦးကိုကိုကလည်းမြန်မာပြည်အနေနဲ့နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နဲ့အညီရှေ့ဆက်သွားနိုင်ဖို့အတွက်ဆိုရင်သက်ဆိုင်ရာတာဝန်ရှိသူတွေပေါ်မှာဆက်လက်တွန်းအားပေးဖို့လိုအပ်နေသေးတယ်လို့သုံးသပ်ပြောဆိုပါတယ်။မီဒီယာလွတ်လပ်ခွင့်ကိုရဖို့ကအဖက်ဖက်မှာတာဝန်ရှိတယ်။မီဒီယာသမားတွေကတော့ကြိုးစားတယ်။သို့တော့အဲ့ဒီကြိုးစားတဲ့လွတ်လပ်ခွင့်ကိုပေးဖို့ကအာဏာပိုင်လို့ခေါ်တဲ့ administration လို့ခေါ်တဲ့အုပ်ချုပ်မှုဘိုင်းကပေးမှရမှာဖြစ်ပါတယ်။အဲ့တော့ဒီအုပ်ချုပ်မှုဘိုင်းကသတင်းလွတ်လပ်ခွင့်ကိုပေးနိုင်ဖို့အတွက်ကိုဘာလို့ပေးရမလဲဆိုတော့အုပ်ချုပ်မှုဘိုင်းကဟာဒီဖြေလျှော့ပေးဖို့သတင်းလွတ်လပ်ခွင့်ကိုအာမခံတဲ့ဥပဒေများပေးဖို့သတင်းလွတ်လပ်ခွင့်ကိုချုပ်ချယ်တဲ့ဥပဒေတွေကိုရုပ်သိမ်းပေးဖို့နိုင်ငံတကာမှာဒီမိုကရေစီနိုင်ငံတွေရဲ့ဒီမိုကရေစီစံချိန်စံညွှန်းကိုတိုင်းတာရမှာတော့အများစုကသတင်းလွတ်လပ်ခွင့်ဘယ်လောက်ရှိသလဲဆိုတဲ့ပေဒံနဲ့တိုင်းတာလေးရှိပါတယ်။ဒီမိုကရေစီနိုင်ငံအဖြစ်ထူထောင်နေတဲ့မြန်မာပြည်မှာလည်းသတင်းလွတ်လပ်ခွင့်ဘယ်လောက်ရှိသလဲဆိုတာဒီမိုကရေစီစနစ်ကိုတိုင်းတာတဲ့ပေဒံတစ်ခုဖြစ်လာလိမ့်မယ်လို့လည်းသတင်းမီဒီယာသမားတွေကသုံးသပ်ကြပါတယ်။သတင်းမီဒီယာသမားတွေနဲ့သတင်းလွတ်လပ်ခွင့်ရဖို့အတွက်ပြောဆိုနေကြသလိုပြည်သူတွေဘက်ကလည်းသတင်းသမားတွေအနေနဲ့ကျင့်ဝတ်ကိုစောင့်ထိန်ပြီးတော့လွတ်လပ်မျှတသောသတင်းတွေကိုတည်ကြည်စွာထုတ်လုပ်ကြနိုင်ဖို့လည်းလိုအပ်ပါတယ်လို့တုံ့ပြန်ပြောဆိုမှုတွေလည်းရှိလာပါတယ်ရှင်။ကျွန်မစံချမ်းဟိန်ပါဘုခမြအရာကဖြစ်ပါတယ်။